ဗုဒ္ဓဇိနံဟောတုလို့တနေ့28ခေါက်ရွတ်ပါအရှင်ဘုရားသာသနာပြုရာမှာအောင်မြင်ပါလိမ့်မယ်အရှင်ဘုရားကိုယုံကြည်ကိုးကွယ်သူတွေများလာပါလိမ့်မယ်တဲ့ဗုဒ္ဓဇိနံဟောတုလို့တနေ့28ခေါက်ရွတ်ပါအရှင်ဘုရားသာသနာပြုရာမှာအောင်မြင်ပါလိမ့်မယ်အရှင်ဘုရားကိုယုံကြည်ကိုးကွယ်သူတွေများလာပါလိမ့်မယ်တဲ့ဥစဉ်ဟာကိလေသာမကင်းသေးတဲ့ပုထုဇဉ်ယဟန်ဖြစ်တော်လဲပဲအမျှော်လောဘအခြေခံပြီးဂါထာရွတ်တဲ့ပုဂ္ဂိုလ်မဟုတ်ပါဘူးနော်နေ့စဉ်အမျှော်လောဘကင်းကင်းနဲ့မြတ်စွာဘုရား၏ဂုဏ်တော်တွေကိုပဲပွားများပါတယ်သာသနာပြုရာမှာအောင်မြင်ပါလိမ့်မယ်တဲ့သာသနာပြုလုပ်ငန်းလုပ်တဲ့နေရာမှာအောင်မြင်ခြင်းမအောင်မြင်ခြင်းကိုတချို့ကအရေးအတွက်နဲ့တိုင်းကောင်းတိုင်းလိမ့်မယ်ဥစဉ်ကတော့အရေးအတွက်နဲ့မတိုင်းပါဘူးဘယ်လိုတိုင်းတယ်လဲဆိုရင်မိမိဟောပြောလိုက်တဲ့ဖရာဟောအဆုံးအမကိုလိုက်နာကျင့်ကြံတဲ့ပုဂ္ဂိုလ်ဘယ်နှယောက်ရှိပါသလဲအနည်းဆုံးတစ်ယောက်ပဲရှိတယ်ဆိုအောင်တော့အဲ့ဒါဆိုရင်မိမိရဲ့သာသနာပြုလုပ်ငန်းဟာအောင်မြင်ပါပြီအရေးအတွက်တွေများပြီးတော့မိမိပြောပြလိုက်တဲ့ဖရာဟောအဆုံးအမကိုလိုက်နာကျင့်ကြံတဲ့ပုဂ္ဂိုလ်တစ်ယောက်မှမရှိဘူးဆိုရင်ဘလောက်ပဲအရေးအတွက်တွေများနေပါစေမိမိရဲ့သာသနာပြုလုပ်ငန်းဟာမအောင်မြင်ပါဘူးနော်ဒါဟာဥစဉ်ရဲ့တိုင်းတာချက်ဖြစ်ပါတယ်အရှင်ဘုရားကိုယုံကြည်ကိုးကွယ်သူတွေများလာပါလိမ့်မယ်တဲ့သာသနာဘောင်ထဲရောက်လာပြီဆိုရင်သာသနာနဲ့ပတ်သက်တဲ့အလုပ်ကိုပဲလုပ်ပါသာသနာနဲ့မပတ်သက်တဲ့အလုပ်ကိုမလုပ်ပါနဲ့အဲ့ဒီလိုသာသနာနဲ့ပတ်သက်တဲ့အလုပ်ကိုပဲလုပ်မယ်ဆိုရင်သာသနာကိုကြီးညိုကြတဲ့ဒကာဒကာမတွေကပြစ်မထားကြပါဘူးစောင့်ရှောက်ကြပါလိမ့်မယ်နော်အမျှော်လောဘအခြေခံပြီးဂါထာရွတ်တဲ့အလုပ်ကိုတော့မလုပ်ပါရစေနဲ့အခုလိုဥစဉ်ကိုစေတနာနဲ့လာပြောတာကိုပဲကျေးဇူးတင်ပါတယ်နော်ဇံအဘိညာဉ်ကိုလိုချင်ရင်និဝရဏတရား၅ပါးကိုရှောင်ရတယ်និဝရဏတစ်ပါးပါးပေါ်လာရင်လဲဇံကလျှောတယ်လို့ကြားဘူးပါတယ်ဒါဆိုဇတ်တော်တွေကဇံရယတိတွေကချင်းစားမိဝဲလိုတာကရောဘာဖြစ်လို့ဇံမလျှောရတာလဲဖရားတဲ့និဝရဏတရားတွေကိုအပြီးတိုင်ပတ်သက်ထားတဲ့ဖရားယဟန္တာတွေပဲဖြစ်စေဇံတရားဖြင့်ဒရင်ကပတ်သက်ထားတဲ့ပုဂ္ဂိုလ်တွေပဲဖြစ်စေခန္ဓာရလာပြီဆိုရင်ခန္ဓာကိုယ်ရဲ့တောင်းတချက်အရာခန္ဓာဤလိုအပ်ချက်ကိုဖြည့်ဆည်းပေးရပါတယ်ယသိတွေဟာတောထဲမှာနေပြီးတိဥတိဖုတွေပဲဖုံးပေးကြတာဖြစ်တဲ့အတွက်ကြောင့်ကြာလာတဲ့အခါမှာသူတို့ရဲ့ခန္ဓာကိုယ်ဟာသွေးအားနေပြီးအသားရည်ဖြူဘက်ဖြူရောဖြစ်ခြင်းဆိုတဲ့ဖြောတော့ယောဂဖြစ်လာပါတယ်အဲ့ဒီဖြောတော့ယောဂပျောက်ဖို့အတွက်ယသိတွေဟာရှင်စားမှီဝဲရပါတယ်ရတ္တတနာကြောင့်မှီဝဲတာမဟုတ်ပါဘူးနော်ဒါကြောင့်ယသိတွေဇံမလျှော့ရခြင်းဖြစ်ပါတယ်ဝိညာဏထိတိတိရှိ9ပါးဆိုသည့်အတိတ်တွေကိုရှင်းပြပေးပါအရှင်ဖေရတဲ့ဝိညာဏထိတိ9ပါးဆိုတာက1ပထမဝိညာဏထိတိလူဘုံလက်ကြီး6ထက်နဲ့ဝိနိပါတိကအတူတာ2ဒုတိယဝိညာဏထိတိပထမဇန်3ပုံနဲ့အပယ်4ပုံ3တတိယဝိညာဏထိတိဒုတိယဇန်3ပုံ4စတုထဝိညာဏထိတိတတိယဇန်3ပုံဝေဟဖုံနဲ့သုဒ္ဓဝါဒ5ပုံ5သင်္သမဝိညာဏထိတိအာဂါတာနိသယရဏဘုံ6သတ္တမဝိညာဏထိတိဝိညာဉ်နိသယရဏဘုံ9တတ္တမဝိညာဏထိတိအာဂိစညာယရဏဘုံတို့ပဲဖြစ်ပါတယ်ဒါဟာဝိညာဏထိတိ9ပါးပဲဖြစ်ပါတယ်အရှင်ဘုရားလောင်ကစားလုပ်တာအပြစ်ဖြစ်လားဖရာအေးခြင်းရောထိုးသူရောနှစ်ယောက်စလုံးအပြစ်ရှိလားဖရာအပြစ်ရှိရင်ကံ၅ပါးတဲ့ကဘယ်ကံနဲ့ညီစွန်းပါတယ်လဲဖရာတပည့်တော်အားဖြေကြားပေးတော်မူပါအရှင်ဖရာအရန်သိကျင်နေလို့ပါတဲ့၅ပါးသီလထဲမှာတော့လောင်ကစားလုပ်တဲ့အပြစ်မပါဘူးနော်၅ပါးသီလထဲမှာလောင်ကစားလုပ်တဲ့အပြစ်မပါပေမဲ့ဒီကနိကေပါဋိကဝတ်ပါဠိတော်သင်္ကာလတုတ်မှာမြတ်စွာဘုရားကလောင်ကစားလုပ်ခြင်းကြောင့်အပြစ်6မျိုးရရှိနိုင်ကြောင်းဟောကြားထားတာရှိပါတယ်အဲ့ဒီအပြစ်6မျိုးကဘာတွေလဲဆိုရင်1နိုင်တဲ့အခါရံပွားခြင်း2ရှုံးမာကိုစိုးရိမ်ခြင်း3စီးစိမ်ဥစ္စာများလျော့နေခြင်း4တရားသက်သေမဝင်ခြင်း5အပေါင်းအသင်းမိတ်ဆွေများကမထီမဲ့မြင်ပြုခြင်း6သမီးပေးသားယူလိုမှုမရှိခြင်းတို့ပဲဖြစ်ပါတယ်ဒါဟာလောင်ကစားလုပ်ခြင်းကြောင့်ရရှိလာမည့်အပြစ်6မျိုးပဲဖြစ်ပါတယ်ဒါကြောင့်လောင်ကစားလုပ်ခြင်းဟာအပြစ်ရှိတယ်လို့ဖျားဟောကြားထားတဲ့အတွက်လောင်ကစားလုပ်ရင်အပြစ်ဖြစ်ပါတယ်နော်အရှင်ဘုရားအရှင်သာရိပုတ္တရာကဘာကြောင့်ပြိဋိနိဗ္ဗာန်စံဃာနီသွေးအံတာလဲဖျား
ဖြေပေးတော်မူပါဖရာတဲ့အရှင်သာရိပုတ္တရာမထေရမြတ်ကြီးဟာဘဝတစ်ခုမှာနွားကြောင်သားဖြစ်ခဲ့စဉ်တုန်းကမျှော့တကောင်ရဲ့အပေါ်ကိုစားပုံပြီးတက်ခဲ့ပါတယ်အဲ့ဒီလိုမျှော့တကောင်ရဲ့အပေါ်ကိုစားပုံပြီးတက်ခဲ့တဲ့ကာမဝတ်ကြောင့်ယခုအရှင်သာရိပုတ္တရာဘဝကိုရောက်ရှိတဲ့အခါမှာဝိပါကဝတ်အနေနဲ့အကျိုးပေးပြီးသွေးအံ့၍ပြိဋိဘံဆံရခြင်းဖြစ်ပါတယ်နော်အရှင်ဖရာတပည့်တော်သည်နောက်ဘဝအတွက်အလင်းရအောင်ဘယ်သို့လှူဒန်းသင့်ပါသလဲဖရာမှောင်မိုက်နေမှာကြောက်လို့ပါတဲ့စီမီလှူပါနော်စီမီလှူတဲ့ပုံကိုယ်တွေဟာကောင်းကျိုး၅မျိုးရပါတယ်အဲ့ဒီကောင်းကျိုး၅မျိုးကဘာတွေလဲဆိုရင်၁တကိုးတေသောအာနုဘော်ကြည်ခြင်း၂ရဲရင်လျင်မြန်ခြင်း၃ထွန်လင်းတောက်ပအစင်းလှခြင်း၄ဉာဏ်ပညာထက်မြက်ကြီးကျယ်ခြင်း၅ကိတ္တိနှစ်ပါးကြော်စောထင်ရှားခြင်းတို့ပဲဖြစ်ပါတယ်အဆိုပါစီမီလှူခြင်းအကျိုး၅ပါးထဲမှာထွန်လင်းတောက်ပအစင်းလှခြင်းဆိုတဲ့အချက်ပါတာကြောင့်နောက်ဘဝမှာအလင်းရကျင်တယ်ဆိုရင်ဒီဘဝမှာစီမီလှူပါနော်